ဘာမှမေးကြသေးနော်ဆိုဘတ်ဂျက်လေးအကြောင်းနည်းနည်းပြောပါပါမယ်နော်မေလာဘတ်ဂျက်ထွက်လာတယ်ဘတ်ဂျက်ကတကယ်တော့အတီတော့တရားဝင်လောတော့မဖြစ်သေးပါဘူးပေါ့နော်ဒါပေမဲ့ဖြစ်ဖို့တော့များတယ်ပေါ့ဘတ်ဂျက်အရာဘသူတွေကဘယ်လို effect ဖြစ်တယ်ဆိုတာပြောသွားမယ်ပထမဦးဆုံးဝယ်တဲ့လူတွေကတော့နော်အခုအချိန်မှာလူတွေကရောင်းရမှာလဲကြောက်ဝယ်ရမှာလဲကြောက်နေတဲ့အတွက်ပထမဦးဆုံးဝယ်တဲ့လူတွေကတော့နော်ကိုက1 million အောက်ပဲဝယ်မှာတိတ်စီကြီးကြီးလည်းမဝယ်နိုင်တော့လူတိုင်းဝယ်နိုင်တဲ့1 million အောက်ကတော့ဈေးကျမှာမဟုတ်ဘူးအဲ့တော့ရတော့ဝယ်ထားပေါ့နောက်တော့မှစောင့်ရင်နဲ့ကိုဗစ်ကလို့ဈေးတက်သွားတော့ပိုပေးနေရမယ်ပေါ့နော်အဲ့တော့ investment အတွက်ဝယ်တဲ့လူတွေကတော့ချီအားတွေလျော့သွားတယ်ဒါပေမဲ့မလျော့အောင်လုပ်တဲ့နည်းတွေလည်းရှိတယ်ပေါ့နော်ဒါပေမဲ့ပထမဦးဆုံးဝယ်တဲ့လူတွေကြတော့ချီအားအရင်တိုင်းပဲဆိုတော့အတိုးနည်းနည်းတက်လာတော့နည်းနည်းလျော့တာရှိတာပေါ့နော်အဲ့ဒါလွယ်လို့ budget အတွက်ပထမဦးဆုံးလူတွေအတွက်မပြောင်းလဲဘူးเนาะအဲ့တော့ဝယ်ဖို့ဆုံးဖြတ်ထားရင်ဝယ်ထားပေါ့နော်ကိုဗစ်လို့ကြမယ်ထင်ပြီးတက်သွားရင်ကိုပို့ပေးရမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကိုဝယ်နိုင်တာဈေးမမျှတဲ့အတွက်ဈေးမမျှတဲ့အိမ်ကိုဝယ်ချင်တဲ့လူတွေကလည်းအများကြီးရှိတယ်ပေါ့နော်အဲ့တော့ပထမဆုံးဝယ်မယ်ဆိုရင်တော့ဝယ်ထားနော်ကိုက1 million အောက်ပဲဝယ်မှာဆိုရင်ဒါမှမဟုတ်1 million ကျော်ပဲဆိုရင်အဲ့ဒီဈေးကလူတိုင်းဝယ်နိုင်တော့ဝယ်ထားမှာမဝယ်ထားရင်တက်သွားမယ်နော်အိမ်ဈေးတက်သွားမယ်အတိုးတွေတက်လာရင်ချီတာတွေလျော့မယ်အဲ့ဒါဆိုရင်ကိုအိမ်နဲ့ဝေးသွားမယ်ပေါ့နော်ကိုလာကလည်းဒီလောက်တိုးလာတာမဟုတ်ဘူးဆိုတော့လေနော်အဲ့တော့ investor တွေကတော့တချို့ကြောက်ပြီးတော့အေးနေကြတယ်ပေါ့နော်ဒါပေမဲ့ investor တွေကတချို့ဒီခုဝယ်မှာကအနည်းဆုံးဒုတိယအလုံးပေါ့ကို့မှာအနည်းဆုံးတအိမ်ရှိပြီးသားပေါ့နော်အဲ့တော့ဒီအိမ်ကိုနေမယ်ရှိပြီးသားကိုငားမယ်ဆိုရင်